ကျွန်တော်ရဲ့ channel မှာ video အရှိမလို့တာတော်တော်လေးကိုကြာသွားပြီဆိုတော့ဒီနေ့မှာ Thailand Sport Convention Center 2026မှာကျွန်တော်ဖြတ်သန်းခဲ့တဲ့ experience banda တယောက်အနေနဲ့ဘလို့အယောင်းဝယ်လုပ်ကြတယ်နောက်ပြီးတော့ဒီ cat show မှာကျွန်တော်အလှမ်းဝင်းနေတဲ့ sport cat တွေအများကြီးတွေ့ခဲ့ရတဲ့အပြင် PCG Pokemon One Piece ဒီလိုဟာတွေအပြင်ကိုကျွန်တော်ဘောလုံးနဲ့ပတ်သက်တဲ့ဘောလုံး jersey တွေပါပြသပြီးတော့ဖြစ်တဲ့ကြောင့်ဒီဗီဒီယိုကတော့ကျွန်တော်တို့ cat ကြိုက်တဲ့လူတွေအတွက်တော်ဝါကြီးချီရမယ်vlog ဖြစ်ပါတယ်ဆိုတော့အားလုံးပဲဗီဒီယိုလေးကမိနစ်30လောက်ရှိရတဲ့ကြောင့်အားလုံးပဲတက်တောင့်တက်တာနဲ့ကြည့်လို့ရအောင်အဆင်ပြေအောင်လုပ်ပြီးရဲ့အချိန်မှာကျွန်တော်ဗီဒီယိုလေးအဆုံးထိ like ပါစီးမျှော်လိုက်ကြရအောင်ခင်ဗျာဒါတော့ကျွန်တော်လာကူရဲ့ညီလေးနဲ့ညီမလေးပါ Hello Okay Okay so ကျွန်တော်ဒီနေ့ကက်ရောင်းမဲ့ဟာတချို့စိတ်ဝင်စားစရာလေးရောပါတယ်ပေါ့နော်။ဒါ Lionel Messi ဘာ9,900 Lionel Messi Cristiano Ronaldo ဘာနဲ့တဲ့ so Patrick Evra so ဒါကျွန်တော်အခုရောင်းမဲ့ကက်လေးတချို့ပြပါဒါ Patrick Evra Wayne Rooney ဒါဟိုပေါ့ club history ကက်တွေဒီအရာဈေးကြီးရယ်ဆိုတော့ on cut တွေပဲအကုန်ထိုးပေးထား Ruud van Nistelrooy ဒါကက်ရှွေးမှာဆိုတော့တခါကျကိုယ့်ရဲ့ဒီ collection ကိုထုတ်ကြရပေါ့နော်ဈေးကောင်းလဲတင်ပြီးတော့ရောင်းကြတယ်ကျွန်တော်လည်းဒီမှာဒါကျွန်တော်ရဲ့ collection တစ်ခုဖြစ်တဲ့ Sir Alex Ferguson ဒီမှာဘတ်2သိန်းခေါ်တာရယ်လို့ဘတ်2သိန်းအပြည့်ပေးမဲ့လူရှိလာရင်တော့ရောင်းမယ်ပေါ့နော်ဒီနေ့ပွဲမှာ John Evans Bruno Fernandes player 1 18 out of 25ဒါ Bruno ဆက်ဆက်ရောက်ချင်းတော့ကသူ့ရဲ့ Chelsea နံပါတ်နဲ့ကတ်ဒါရောင်းမဲ့ကတ်မဟုတ်ပါဘူးဒါလုံးဝ display ပြမဲ့ကတ်ဒါဒီမှာ on cat out of 299ဒါ Joshua Van ကတ်လဲကျွန်တော်ထုတ်ဖို့ရှိရယ်ဘတ်9000နဲ့ပေါ့နော်ขอดูได้ไหมครับ I'm sorry Cristiano Ronaldo on cat player 1 Chinese help 25 25 yeah okay can got it so senior ရှိတယ် you want scan yeah right scan okay yeah yes correct so ဒါတော့ကျွန်တော်2005နဲ့ရောင်းပြသွားချင်ပါတယ် thank you where you from from Myanmar oh okay thank you nice to meet you nice to meet you no How much can you do? 6,000 is a cheap price. 4 out of 25 is player ones. And also it is a jersey number. It's a jersey number. 18 out of 25. It's okay, you can take time. Can you do 5? 5, 5-7. 6. Okay, 5-6. How much can you do for 2? Can you do 5? Okay, can. Thank you, bro. Thank you. 6,000တရား 600 ရတော့ပါ ဟုတ်တယ် This one. Yes yes တပ်ပုံရ Thank you so much Thank you. Cristiano Ronaldo ရဲ့
Red Eyes ကိုမှာ PSA 10 သူကဒီလိုကြီးလောက်တာ rất hào ဒီကလေးရေတက်စုရ အမ ကျွေးမှာပြောင်းလေးနဲ့ ဟုတ်လားအဲ ဟာကျိုးမှာအဲ့လိုရှိနေရဲ့မလို့မရရဘူးဒီနေ့ အခုက Yeah, but you owe me ได้ไหมไม่รู้แต่ว่า Find a 500. Sorry, I didn't know. That's okay. We're gonna go. Wait, which one's left? You probably. Mum will kill you if you do that. Absolute donut. Mum will throttle you. Sorry, it's It's okay. It's okay. It's okay. Yeah, hold on, wait just 1 second. Then, Cash, you've got enough. You can come and help do the stuff. You can also have it this one. Oh, thank you Oh, Thank you. hey, man, thank you. Sorry. so much. Thank you. You're an idiot. ဆိုတော့ UK ကနေပြီးကျွန်တော်ရှေ့ကနေလာဝယ်ရတဲ့သားဖားနှစ်ယောက်ပေါ့နော်ဈေးတော့2500နဲ့900နဲ့မှာလို့ကျွန်တော်ကဝန်းထဲမှာဆိုလို့ gift card တစ်ခက်ပါပေးလိုက် 9500တောင်နောက်ဆုံးပြီးတာဟုတ်လား 啊，这我明白，亲戚原来这个好。 ဒီမှာကြီးကြီးကြီးခုဟိုအရင်မှာပါလို့အဆင်ပြေနော် 呀，别聊性别，对吧？都是这种地。 ဝါ အဲ့ဒါငါတော့ စူပါဘောစ် ငါတော့လား ငါတော့ဆို 怪 flip လေအဲ့ဒါ怪4တော့怪 flip လား ငါတော့နဲ့ငါတော့ငါနဲ့ကွာ အာစောင်းများရင်ငါတော့ငါရ အဲ့ဆိုငါတော့တော့ ငါတော့နဲ့ငါတော့ရတယ်ဘာသာဟိုကညီမရောက်လည်းပြန် မမမစံတယ် ဒေါ်လာညီမလေးထားလိုက်တော့အဲ့လိုပြန်ပြီးသွားပြီဘယ်တွေကောင်းလိုက်ငါတော့နဲ့ငါတော့တော့ 关系ကိုမှ关系关你看别一般房子东西那မြတ်ပါတယ်ထောင်ထောင်မြတ်关ဒါပေမဲ့ဒီကစက်ကန်ရင်တော့ဘူးရလာ စက်ကင်တော့အကုန်လုံးမြတ်တာပေါ့ ဆို ကျွန်တော်ဟက်ကောင်းပြီဗျာ900နဲ့900တော့ရဘလို့ကြီးလဲအဲကျဲလူကြားတယ်ကျဲလူကြောင်းအဲ့က1 Okay ကျွန်တော်ကပန်း Okay ဘာလေးထဲမှာ ဒီကပါပြော ကျွန်တော်က1 ပဲလေကိုရ ခုရဲပြောပြီး Okay okay လေးထဲ1 2 3 ပန်းပွိုင်ဖစ်တာပန်းရတယ်အဲ့တော့ငါတော့ပေါ်တယ်ဖြစ်သွားတယ်တော်ရအောင် ဘောင်းတော့မြန်ဆက် နေရာ20သိမ်းပါဗျာတူပေါ့မြန်ဆက်တူတူ ကလေးပြ22သိန်းနဲ့ ဆိုတော့မဟုတ်ဘူးကျွေးပါအေးဘေ
ဟုတ်တာတော့ကိုကြာ 122လေး point fit တာကျော်နိုင်သွားလို့ပါ သူလောက်တာလာပြီကိုကြာပြီးဘူးဖဲပြလိုက်မှာ အခုပဲအင်တာလိုက်ပြီနဲ့အခုအင်တာပြန်ပြီးပါဦးကတ်တွေရောင်းရတော့ပျော်ရဲ့လား ဆိုတော့ဒီနေ့က Zoro ကရောင်းပြီးသွားပါပြီဆိုတော့ Zoro ကဝယ်တော့ဘတ်3,200,000ဝန်းကျင်ပေါ့နော်3,200,000ဝန်းကျင်နဲ့အခုရောင်းထွက်တော့3,900,000ကျော်ဆိုတော့ဘတ်9,000ကျော်ဒေါ်လာ1,000ကျော်ဝန်းကျင်တော့မြတ်သွားတယ်ပေါ့နော်စက်ကင်တော့အဲ့ကထပ်ပြီးတော့ဈေးတက်ဖို့ရှိသေးတယ်ဒါပေမဲ့လည်းလောဆယ်ကဒါဝယ်မဲ့လူရှိရတော့ရောင်းလိုက်တယ်ဆိုတဲ့အနေထားပေါ့နော်ထပ်ပြီးဈေးကြရင်တော့ထပ်ပြီးကောက်ပေါ့နော်ဒီလိုပဲရှိရအောင်တကယ်ဟိုဟာလူရှင်းတယ်ပြောလို့ရလူရှင်းတယ်ဆိုတာနေရာကျဲအောင်ဆိုဗီဒီယိုထဲမှာပါလို့ရတယ်ဗျာဇာရာဘရိုကောင်းတန်းပေါ့နော်ဒါကျွန်တော် PSG finalist ဒါ match ball ဆိုတော့John Evans က out of 50 14 out of 50ငါကဝယ်ထားပါလာယူပါဒီနေ့မှာ thank you bro Joshua Van ဒီ number ပဲရှိတယ်ကျွန်တော်မှာတကယ်ပဲရှိသေးတယ်လို့ဆို Joshua Van ရတယ် ဘူးကလည်းကြိုက်တော့ကြိုက်တယ်ဒါပေမဲ့ဘူးနဲ့ကိုဘီမိုင်းနူးနဲ့ဆိုလို့ရှိရင်ကိုဘီမိုင်းနူးပဲလိုချင် ဟောဒီကောင်ကြိုက်လား ဟာ no ဟိုနာ ဒီနေ့ပြန်လာမလားတော့မသိဘူး ပြန်လာတော့တယ်ဟိုနာ ပြန်လာခြင်းလေးရ ဟမ်ဘာလို့ပြန်လာအေးလေဒါလေးထဲ မစတက်ကလည်းနည်းစီးกว่าဆိုဝယ်နိုင်ကြီးကိုမိုင်းနူးရဲ့ရှိတယ် ဟိုမိုင်တော့မရှိသေးဘူးလောဆယ်ကျွန်တော်မှာဒီအပေါ်မှာပဲတင်လာတာဟုတ်တယ်ရ ကျွန်တော် live break ကောင်လည်းဒီကောင်ကဖောင်းပုံသွားလို့ဒီမှာထိုင်ပေါက်မလား ဒီမှာဖတ်ထိုင်မှာ ရပါတယ်တန်းမတက်ရပဲဖောင်းလိုက်မရရေးစေဟုတ်ဟာ bro โอเคပါโอเคပါตรงนี้กูโก้ตรงนี้ก็ဒီရပဲဒီကြည့်စတိပြFinish one night. Okay. Okay. Oh. Ah. အဲ့တူဒီရမ်းချစ်လို့တင်တယ်ရမ်းချစ်နေရမကျွန်ကြိုက်ပါရဲ့ဒီမီလေးอ่ะဒီတိုက်ပါတော့တော့မီနီလောက်နေဆိုပါဘူးပြင်အမိကလိုက်ဝယ်ပေးမယ်နော်ဇီရိုအမနီကြီးထင်တာမဟုတ်ဘူးဟာမမူကြီးသူများရောတင်တာဟိုမနေ့ကတော့ဘလူးထဲမှာတင်တာဟိုကနေပြီးဘယ်လူပေါက်ကနေပြီးတော့ပဲအော်တိုပေါက်လာမပေါက်မှာဘာလို့တော့ကြံဘယ်လိုမဆလာအော်အိုလီစစ်Policy. Light ချင်ဖြင့်
Ferran Torres နောက်ဆုံးရမြင်ပါဂျူဝေးဟာ ဘာယူလို့ဟုတ်လား ဟိုကပြေးချက်ကလေးဆိုးပါဘူးဆိုးဆိုမဲ့နံပါတ်အဲ့လိုဒီတဲ့ဗျာ Yeah it's okay bro ဟိုအိမ်ထဲပဲထည့်သွားလိုက်မရ ဒါနဲ့ခက်လိုက်ပါ ဟိုလုပ်ပြီးဟိုဆက်လာတဲ့လူတွေပါလုပ်ပြီးတော့ how many can do อยากเป็นหัวแถว ဆိုတော့တရားဘတ်300လောဆယ်ဘတ်300ပေါ့နော်ဒါပေမဲ့နောက်ပိုင်းဈေးတက်လာနိုင်တယ်ဒီကชอบกันเลย 2000 Oh very nice so ဒါကိုကပ်ပေါ့နော်ကျွန်တော်ဘတ်2000နဲ့ပေးရယ်ဆိုတော့ဒီမှာပဲနောက်ပြီးကျွန်တော် grading လုပ်အောင်ပေါ့ Osora Studio ဒါ PSA grading လုပ်နေကြ So how much will it go for one cut for PSA So ဒါ PSA grade မယ်ဆိုရင်ဒါတကယ်ကို1500ပေါ့နော်ကျွန်တော်6ကတ်ကိုဒါဘယ်လောက်6ကတ်ကိုဘတ်2000နဲ့ရထားဆိုတော့ဘယ်လောက်တကယ်ကို230 220အဝင်းကျင်ပေါ့ဒီကကျွန်တော်ကြိုက်တာဗာလဲဆိုတော့ဒီ Maxi ရဲ့ Laminium ရဲ့ Legacy Live On ဆိုပြီးတော့တော်လေးနောက်ပိုင်းဈေးတက်မယ်လို့ထင်တယ်ပေါ့နော်6ကတ်လုံး grade မယ် PSA 10ရရင်တော့မစိုးဘူးပေါ့နော်ဒီကတ်တွေက Okay Thank you so much. Can I wait? So ဒီမှာဒီကတ်ပေါ့ကျွန်တော်ဒီကတ်လေးကိုပဲရှာပြလိုက် Okay. 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 Thank you. So အဲ့ကတ်ကနောက်ပိုင်းဈေးတော်တက်လောက်တယ်။ဘာလို့ဆိုရမဲကလည်းဝေါ်ကတ်မှာကောင်းလာမယ်။နောက်ပြီးတော့ဒီ Maxi ကလည်းအစာရမှာလူကြိုက်များရဲ့ကတ်ဆိုတော့ PSA 10ရရင်တော့ကျွန်တော်အကုန်မြတ်တယ်ပေါ့နော်။ PSA 10မရရင်တော့ပြောတတ်သေးဘူးဘယ်လောက်ဖြစ်မလဲ Hi bro. Hello bro. Nice to see you. See you. It's okay to Almost? Yeah. Near you. Oh yeah. So we can take video. Okay, good. Hello. So Good afternoon. Good afternoon. Number 10. Number 10. Number 10. Diga, you call that Messi, Messi, Ronaldo. Ronaldo. Yes. Are you selling? Yes, selling. How much? พูดยังไงดีเดี๋ยวแป๊บนึง So da Lionel Messi flyer တော့ Okay. 1000 but 1000ဝယ်ပေါ့နော် Lionel Messi flyer တော့ PSA 10ဒါ Panini instant ဆိုအများကြီး a lot of 36 37 Oh 30 39 Oh 40เรียง So ဒီမှာလည်း BGS BGS 10 BGS 10နေအများကြီးရှိတယ် Carbon PSA 10 World Cup Road to World Cup Road to World Cup ครับ Yes. Copa America. Champ you champ Messi champion Messi champion. Yeah. yeah So Lionel Messi ရဲ့ဘေးနားမှာ Ronaldo, Cristiano Ronaldo ရဲ့ autograph တွေတရားဆိုရင်ဒါ out of 10 08 out of 10ကပောင်းမှာ10ကပ်ပဲရှိရဒါလည်း out of 10 very Of 10, beautiful of yeah 10. of 10 on card on card this is a shop print right gold loverဒါ number 10 founder on ဖြစ်ပါတယ်ဆိုတော့ you do rest buy sell trade အကုန်လုပ်ပေး buy sell trade number 10 okay thank you ဘုရား สวัสดีครับ ဒီမှာဆိုလဲဒါ Maxi နဲ့ Lamine ရမယ်ဟာရှိတယ်ဒါ CGC ဖြစ်သွားပြီဒါ Crispin PSA 10ဒါ base တွေ
ဆိုဒီလိုမျိုးပြပေးတာဘယ်တော့မရေးထားအောင်ဒီလိုရေးရမှာနော်နောက်လို့ဆိုဒီမှာ some Leonard car it is 20,000 12,000ခေါ်တာArteta 1 out of 1 the new champion future EPL future EPL winner next week yeah, maybe thank you You have a book also? yes I have food over there Mainly for football club? yes many for food Want to do some trade? thank you 收钱来。 what skirt are you looking for I don't know. We have some stuff. Maybe if you want to trade, we can head over to your booth. yeah of course Interested in anything? You can maybe. okay so it is your Yeah, you want to see? okay so ဒီမှာဆိုရင်ဒါ Aaron Haaland ရဲ့ဒါဟိုပါတော့ PSA DNA certified ဟိုမှာ Mink 109အဝတ်စားနဲ့လောက်ထားဒါအဝါမဟုတ် any relate ပဲဟိုLamin Yammer Niamin 810 out of 99 so Lamin Yammer RC ရောက်ဒီချိန်မှာတော်တော်လေးကိုဈေးကြီးနေပြီပေါ့နော်ဒါဆိုရင်ဒါ Anglos are any relate ပဲဒါပေမဲ့ဒီမှာအဝတ်စားလေးနဲ့ထည့်ပြီးလောက်ထားအောင်ဒါစားတဲ့ There's a lot of Liverpool fan in Thailand. So the carbon, the seedings, they are based by Wonder Kid, BSC9, Jack Harriger. Okay. So thank you, appreciate man. Thank you, yeah, Thank see you. See you. Cheers. Yes. So, the Singapore book deal is here. To what? ဒီမှာကျွန်တော်ပုံမှန်အဖြစ်ကတော့ဒီအကောင်လုံးပြရပေါ့နော်ဒါပေမဲ့ဒီမှာလောလောဆယ်ကျွန်တော်အလှမ်းဝေးနေတဲ့ဒီ sport cat တွေကများတော့ sport cat တွေအရင်ပြအောင်နောက်ပြီးရင်ကျွန်တော်စိတ်ဝင်စားစရာကောင်းတဲ့ Pokemon တို့ One Piece တို့လည်းပြအောင် So the Cristiano Ronaldo on card autograph ขอโทษนะครับ Really ของพี่ปะพี่ปะ sorry you were there but nice to see you ไปไหนนะครับ Are you selling this one ขายแล้ว เซลแล้ว Not sell. Not sell. Huh? Oh, yeah, already sell. So out 07 out of 10. So out. 07 out of 10. ထဲမှာစိန်ပွင့်လေးရှိရတွေ့လားပေါ်တူဂီအောက်မှာစိန်ပွင့်လေးရှိသူကeminence cat လို့ခေါ်တယ်အရန်စိတ်ကြီးတယ်အရန်လည်းမိုက်တယ်ပေါ့နော် trade ဖို့လာပြောတာကျွန်တော်ရဟိုဘက်မှာ jersey ရှိသေးရယ် jersey လည်းတစ်ချက်လောက်ကျွန်တော်သွားကြည့်တော့အဆင်ပြေလား okay လား jersey သွားကြည့်လိုက်အောင်ပဲဆိုတော့ကျွန်တော် favorite jersey ပါကျွန်တော်ဒီနေ့ဗီဒီယို Pokemon နဲ့ TCG ထက်ဘောလုံးနဲ့ပတ်သက်တာပုံများလိမ့်မယ်ပေါ့နော်။ဘာလို့ဆိုတော့အရင်ပွဲရ TCG နဲ့တောက်လျှောက်ကြီးဖြစ်နေတော့ဒီနေ့ပွဲကဒီ sport တဲ့ဒီခေါင်းစဉ်ကလည်း TSCC Thailand Sport Collectible Conversion လို့ပြောထားရကြအောင် sport နဲ့ပတ်သက်တာပုံများရပေါ့ ไม่คือพี่เที่ยวเป็นหลักโลกหรือว่ายังไงไม่ยากหรอกหลักแต่พี่จะคุมเบอร์ด้วยจ้า ထဲမှာလည်းရှိရယ်ဆိုတော့ဒါ Steven Gerrard တို့ရဲ့ဒါ legend မို့လို့ Steven Gerrard ကိုထားတာ Forest Solar ဟာဇာဒီမှာဒီဆိုင်ကအကောင်လုံးကဒီ sign jersey တွေများရယ်ပေါ့နော်ဒီမှာဆို sign တွေအကောင်ထိုးထားတယ် Server က sign မထိုးထားဘူးလားမသိထိုးထားရယ်ဗျ Server က sign ထိုးတာ sign တွေကလည်းတော့မှိန်နေပေါ့နော် Rage signs. ได้ครับ อ้าว It's net here. Net. Net. I have to come pick up carrot. อ๋อ คาริก Yeah. I have คาริก Yeah.
Harry. Oh, okay. you come to visit. Yeah. Okay, It's when okay. she It's okay. It's okay. No, worry. I will come back. I will come back. Okay. Yeah. งั้นโทรมือเอาให้หมูยกกรอบมา Where are you from? From Myanmar. Oh, Myanmar. Okay. Okay. Okay, you can come back later on. I will He come in later. Parking now. That's okay. Yeah. Okay. Nice to see you. Okay. So let's focus on down with you. Yeah, 300, yeah. Very beautiful, huh? I remember you. Yeah. See me in the That's- shop. yeah, of course. I even share your shop on my YouTube channel. Yeah. Share already? Yeah, already. Which channel? But it's a long time. Wow. 6,000 Yeah, well. viewers. Yes, One month ago. Yeah. Thank you very much. Thank you. You just come today? Yes, I'm vendor at C100. Oh, you Yeah, got mainly cut. Oh, Yeah. you open the Yeah. for the card. Yes. My booth over there. Okay, The last. we'll visit here. ဒါဟိုအောင်မလားဟိုကကိုကောင်းဟာလေ Hello ဆိုဘာရောင်းနေရလဲကိုကောင်း ရုံးနေရလေဆိုတော့ boss တွေမင်းကြောက်စီဒီပေါ်ဘူးချက်စီ မန်ယူဟိုဟာ boss ရှိသေးတယ်နော်ကိုကောင်းမှာ ရှိရဲဆိုတော့ဘူးပဲရှိတော့မှာတော့စေ ဟုတ်လားကျွန်တော်လည်းတပူးပဲကြံတယ်ဟိုဟာ online မှာမတင်ရဲလို့မတင်ဘူးဒါရောင်းနေရတာကိုကောင်း ဟုတ်တယ်ဒီကရုံးနေ ဘယ်လောက်လဲဒါ ကျော်ဟိုအလုံးနဲ့ရောင်းလို့4,200လောက် ဆိုးရောဆေးရဒီရော ကျော်တော့9,500နဲ့ရောင်းတယ်တော့25ဆိုတော့ 25ဒါ match 1လား ဟုတ်တယ် player 1 player 1 ขี้จริงๆนะน่ะขี้ Dynasty ရဲ့ on cut ထိုးပါဗျာ the boss မှာတကယ်ပဲပါအဲ့ဒါကိုသူက relate auto လာဒါဆိုဒီဟာဒေါ်လာ2သိန်း nothing ဘာလို့လဲ ကြည့်ကြည့်လိုက် မဟုတ်လေအဲ့လေ2004ခုနှစ်ကဟာမျိုးအဲ့လိုလား ဟုတ် ghost ရှာကြည့်လိုက် nothing ဒေါ်လာ2သိန်းတယ်ဒီဟာ is nothing ဘယ်လိုချင်းရှိ Madkip Holo PSA 10 2004ခုနှစ်ကထုတ်ထားတဲ့ Pokemon Go Star ဆိုတော့ဒီရဲ့ဈေးနှုန်းကဘယ်လောက်ရှိရလို့ဘရိုထင်ဒေါ်လာ2သိန်းခေါ်တာဆိုတော့ကျွန်တော် Pokemon တော့တိတ်တော့မသိဘူးဒါပေမဲ့ကျွန်တော်လက်ထဲမှာရောက်နေတဲ့ကကောက်ဒေါ်လာ2သိန်းတန်တယ်3သိန်းကျော်2သိန်းလား3သိန်းလား nothing 2သိန်း nothing is ကျော် 2သိန်းအေးဆေးကျော်တယ်မြန်မာဝင် ဟုတ်ကဲ့ကြည့်ဟုတ်ရမယ် ဘာလို့2သိန်းဖြစ်တာလဲ တိတ်မကောက် ဒေါ်လာ2သိန်းတန်က ဘယ်လိုချက်ချင်းရှိ Thank you နေပါ Brazil National Team မှာအခုပြန်ပါလာပြီးတော့ rumors ထွက်ထားတယ်ဟုတ်လားမဟုတ်လားမသိဘူးဒါလည်းသူက Dynasty Cup 5 out of 5ဒါသူနေမှာ Nike တစ်စိမ့်လာဒါမှမဟုတ်သူ့ရဲ့ name associated not associated နေမှာ4 out of 5ကျစင်နော်ကဲသူတို့ခေါ်လို့ရရောလာဒီ drop ပါ1 out of 1သူ့ရဲ့ဒီ logo crash က Adidas ကိုဒီထဲမှာထည့်ပြီးလုပ်ထားplayer 1လားမဟုတ်ဘူးဟုတ်တယ် player 1ဆိုရင်သူက player 1 memorable ဆိုပြီးတော့ရေးထား reference ကနေပြီးတော့ထုတ် Okay thank you bro thank you အာကြီးဖန်ကိုပြနေတာအာကြီးတက်တယ် ခဏတော့ပြီ အဲ့ကတကယ်မိုက်တာနောက်တော့အောင်ပေါ့ ရောနဲ့ဘာကတ်မှာရရပုံမိုက်တာဘာလို့ပါရရပုံမိုက်တာ မဟုတ်လေဒီရတာရဲ့ edition ဒီလို edition ကမိုက် theory onry ဒါ champion လောင်းလေးတစ်ဖြတ်ပေါ့
ဘယ်လိုပါလဲ ဟမ် ဘယ်လိုပါလဲ ဝယ်ပြီးမှာဗောကဲဒီဘရိုကတ်တယ် အဲ့တန်တယ်သူတို့ရောင်းချင် ဟုတ်ကဲ့မိုက်တယ် တယ်တဲဆိုစစ်ကြည့်ရှောက် ဟုတ်တယ် ပြအင်္ဂလိပ် အင်္ဂလိပ် ဒါလာ ဘယ်လိုလဲ ဂျပန်နိုင်ရ one piece ကတိကိမော ဒါနံပါတ်လာရေနံပါတ်8လေးလုံး ဟုတ်မှာ Because I plan this. sequential set ဒီမှာ3ယောက်3 brother Yeah, we go look like in advance, but Because I was having purchase I was thinking one piece တွေဒါဟိုတလုံးကပေါက်တဲ့ဟာလား yes ဟုတ်ကျွန်တော် ဘရိုပေါက်တာမဟုတ်ဘူးမဟုတ် ကိုပေါက်တာကျွန်တော်ပေါက်တာ အဲ့လေကျွန်တော်ဓာတ်ပုံရိုက်ပြတယ် ပေါက်ပါအဲ့ကျွန်တော်ကတည်း ဟော ကျွန်တော်ဒါသူဟာကျွန်တော်ဟာဒီတရားနေပေါက် ဆိုတော့ဒီနေ့ဗီဒီယိုကျွန်တော်ဒါဗီဒီယိုအရှည်လေးတစ်ပုဒ်ပြန်ပြီးတော့တင်ဆက်ထားပါဘောနော်ဒါကျွန်တော် TSCC မှာတော့ကျွန်တော် vendor လုပ်ခဲ့တဲ့ဟာကိုကျွန်တော် experience sharing ဖြစ်အောင်နောက်ပြီးတော့ဒီကက်တွေကိုဘယ်လိုရောင်းလဲဘယ်လိုဝယ်လဲကိုလည်းကျွန်တော်ရဲ့ subscriber တွေသိအောင်လို့ကျွန်တော် sharing လုပ်ပေးရဖြစ်ပါတယ်ဆိုတော့ဒီပွဲလေးကတော့တော်တော်လေးကိုကြီးရယ်တော်တော်လေးလည်းသဘောကျဖို့ကောင်းတယ်နောက်ပိုင်းလည်းဒီ time မှာတော့ cash show တွေရောတောက်လျှောက်ကြီးလှုပ်လာခဲ့ရပေါ့နော်ဒါပေမဲ့ဒီလိုပွဲအကြီးတွေရောတစ်လကိုတစ်ခါဒါမှမဟုတ်ရင်2လတစ်ခါလောက်ကတော့ရှိတတ်တယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးခဲ့ကျွန်တော်ရဲ့ viewer တွေအားလုံးလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်အောင်သေးလို့ဆိုလည်းဒီကနေ subscribe လုပ်ပြီးအားလုံးတောင်းဆိုပါတယ်အားလုံးပဲတာလှပနေနေပိုင်ဆိုင်ကြပါစီလို့ဒီကနေဆုမွန်အောင်တောင်းပေးပါတယ်ခင်ဗျ bye bye